ပေးနိုင်မှာတော့ဖြစ်မယ်ဆိုတဲ့အလျောက် 5-man sticky form barbarian style နဲ့ team spirit ဒီ alter ego တော့ထပ်မှတ်ပြီးတော့ပညာပေးအောင်မယ် Kipon bar front line control ပြန်ပြီးတော့ထိန်းနိုင်နေတာတခုမှ Alex နည်းနည်းလေးကတော့ objective တော့ပြောင်းနေခဲ့တယ်ဗျာလိုအပ်နေတဲ့အရာတွေကိုယူဖို့တော့ team spirit ဒီအချိန်မှာတော့ tower objective တွေကိုပဲဦးတည်ထားပါသေးတယ်ဗျာဟိုရဖြည်းဖြည်းဖျက်ရိုက်ဖို့ကြိုးစား RF ရှေ့မှာမာပေးနေတော့မယ်တစ်ဖက်မှာလက်တောင်းထားတယ် flare နဲ့ကင်မြောက်နောက်မှာတော့ Nino Terraform ပြောင်းအကုန်လုံး stone ဘိုင်းနဲ့ပြန်ခေါ်ဖို့တော့ကြိုးစား Minion Wave မှာ Sage Minion ပါနေ flare နဲ့ကင်မြောက်ထားတဲ့ Dandy ကတော်တော်ကြီးကိုနားတယ်ဗျာ online mega ကတော့စတော့ပြရအောင်မယ် AOG နောက်ကိုပြန် for immortality ရှိနေတဲ့အချိန်မှာသူတို့အနေနဲ့ကြံနေခဲ့တဲ့လူအကုန်လုံးနဲ့ပဲပေါင်းပြီးတော့ defense တကူပြန်တည်ထားတယ်ဗျာ all the ego လက်ရှိချိန်နေထိရ survive ဖြစ်နေတော့မှာပဲ second 40 free wave တွေတကူကပြန်ပြီးတော့ပေါ်ထွက်လာအောင်မယ်အဖေဝင်လာနေလေးရောစောသွားပြီဗျာ Kipon bar အနေနဲ့ bell line ချက်တော့ကြည့်နေသေးတယ်တစ်ဖက်ကတည်းက Yasuki two-man migration violent dance ကတော့မရှိနေခဲ့ဘူးဗျာဒီကို battery dance ဝင်လိုက်နေတာတကူမတီနို Skyfall Stone Pan ပြန်ပြီးပေးထားတယ်ဆိုရင်လည်းတစ်ဖက်ကနေပြီးတော့ spare gas တွေပြန်ပြီးတော့ control လုပ်နေဆိုတော့ Kipon bar back line နဲ့မှာတော်တော်လေးစိုးနေပြီဗျာ violent dance နောက်မှာ question တဲ့ finishing လုပ်ဖို့ဝင်လာခဲ့တယ်ဗျာ Yasuki low HP shut down ကရောင်ယူတိုင်းနဲ့နှစ်ကောင် down white team spirit နောက်ကိုပြန်ပြီးတော့ fall နေရ Minion Wave ကိုအပြတ်ပြတ်ရှင်းတိုင်းနဲ့ all the ego တည်တယ်နော် all the ego ဒီလိုတယောက်တည်းဖြစ်နေပြီတနဖက်ပြန်ပြီး fall back ဖို့တော့ကြိုးစားအောင်မယ်တစ်ဖက်ကလည်း flare control ထားတဲ့ချားထဲမှာတော့ AOG bucket beautiful right side sensor level only win a starling mode နဲ့မှာ sensor level only win ကြည့်တယ်ဗျာ one shot နဲ့ shadow game prime ပြီးတော့ RV တခါလေးမှာဖြတ်ရှင်းတိုင်းနဲ့အားလေး RV ကြားတယ်ဗျာ 141 ရောက်လဲထားသေးတယ် one shot ပြန်ထွက်လာ Yasuki escape ဖြစ်သွားနေတယ် Higo ရိုက်နေပြီ Higo ရိုက်နေပြီနောက်မှာ Vibrant Christian နဲ့ Higo ရောက်ပါကို two man တော့လေရပြန်သုံးဖို့ကြည့်နေတယ် one from Hero Web တွေအောင်မလို့ one shot ပြန်ပေးရတယ်မ shut down က3အောင်ကြားတယ်ဗျာ Team Spirit ပြန် fall နေရစာဦးနောက်ကိုတော့ Hero Web တွေနဲ့ light ထိုးတိုင်းနဲ့မစာဦးကက်ပြန်ပြေးတိုင်းနေတော့ wherever the one မှာ Kipon မှာ back at right time ပြန်ကြားတဲ့အချိန်တွေမှာတော့အရင်ထိုးဖို့တော့မလွယ်နေသေးဘူးဗျာ alter ego teammate တွေကတော့ခေါ်နေပြီ Nino ရေနောက်ကိုလှည့်ကြည့်ပါဦး Kipon bar စာဘူးပြန်ပြီးတော့ပဲဒါညှက်ပြီးတော့ Nino ထိန်းဖို့တည်တယ် Kipon bar တောက်လျှောက်ဆိုလို့ front line control အားတွေကြားနေရမှာတစင်သူရဲ့ stand တစ်ချက်ဒီတော်တော်လေးတော့နားတယ် low and not back throw stay အကြီးစမော Yasuki ကိုတော့ရရှိလိုက်ပြီဗျာ what the hell is that Kipon bar do it စာဦးဂျိုဒီကျွန်တော် Nino ကောင်းလို့ထင်သူ with the one မှာတော့ကျွန်တော်တကယ်ကိုကျွန်တော် Kipon bar Alice တော်တော်လေးကိုစိုးဝါးနေတယ်ဗျာကြောက်ဖို့ကောင်းနေအေးအမကျွန်တော်သွေးဆုံနေတဲ့အကွက်ကြီးကိုတော့ the wish from the Alice the Kipon bar the RV 2 with the one မှာပြန်ပြီးတော့မေးထားသေးရဗျာလုံးဝမပြီးဆုံးနိုင်တဲ့ဘယ်တဲ့တကူတော့ RV Kipon bar ပေါ်ဆောင်သွားခြင်းတဲ့အရာတကူတော့ကျွန်တော်ရဲ့လမ်းတော်တောင်းမြေထဲမှာတော့ကျွန်တော်ဆက်လက်ပြီးတော့ဖော်ကျူးနေအောင်ပဲဗျာအရှင်ပြေဝအောင် Kipon bar နဲ့ RV ကိုအော်လင်းလေးပဲပို့ထားပြီးတော့၄ယောက်ဆိုင်လိုက်ကြမလားပေါ့နော်ဒီလိုမျိုးကျွန်တော်ညှိနှိုင်းမှုလေးရောလုပ်လို့ရရတယ် RV ကို winner from တော့ပြီးရောက်ပြီလက်နဲ့ flash ရှိမှလည်း damage လေးကသွားပြီးတော့ပါလာနေရဗျာစာဦးကလည်းသွားပြီးထိနေ position လေးတော်တော်လေးကိုတော့ကောင်းနေမသိဘူးဗျ AOG နဲ့ပြန်ပြီးတော့ forward ထားတဲ့အနေထားတစ်ခုမှာတော့ alter ego ဒေါ်နာကိုကပ်ဖို့အတွက်မလွယ်တော့ဘူးဒီအချိန်မှာတော့ tin ပေါ်နေသူတခါလေ game 1အဆုံးသက်သွားနိုင်မလားကြည့်ရအောင်မယ် response time တွေကတော်တော်ကြီးကိုကျွန်တော်များပြားအောင်မယ်အချိန်များဒီအချိန်မှာတော့ movement လေးတစ်ခုမှားသွားတယ်ဒီဘက် one shot ပြန်ပြီးတော့ပေးလိုက်ရပြီဗျ Nino bucket တော်တော်လေးမြန်နေစာဦးဘက်မှာတော့ front line control လုပ်ထားရကြမှာ Nino sunset level only ပြေးပြီးတော့ကြည့်နေ heavily web တွေကြာမှာ sunset ရောက်တော့ရုံထွက်ထားရဆိုရင် immortal လေးရှိနေသေးဗျ Higo ဒီအချိန်မှာ Victory Dance နဲ့ Nino တော့ပြန်ပြီးတော့ light ကြည့်နေသေးတယ် Nino ဒီစီ spare gas လေးများရှိသေးလားစာဦးကလိုက်ပြီးညှထားနေတာတစ်ခုမှတစ်ဖက်မှာလည်း base Kipon bar တယောက်ထဲတော့ 4-man control ဖို့တော့ကြိုးစားနေတယ် Yasuki migration တွေကြာမှာ Kipon bar stay strong stay hold the real fighter hold the real deal ဒီအချိန်မှာ Team Spirit alter ego တော့ game number 1 take down လိုက်မလားဆိုတော့ကြည့်ရပါဦးမယ်ဗျာ longest battlefield Kipon bar immortality the more immortal the Kipon bar နေတော့လုံးဝမသိသေးလား Yasuki only 189 violent dance မှာ win the crowd တကယ်တော့ falling down ကို AOG back at right time Higo ကြားရဗျာမရဘူးစာဦးလိုက်ပြီးရှင်းတော့ကြိုးလိုက်ပတ်လိုက်ပဲ Yasuki immortality right time ဝယ်လာတယ်စာဦးလိုက်ခဲ့တာတယ်တစ်ဖက်မှာလည်း Hijumi win the crowd size level တကယ်တော့ back at ပေးလိုက်ပဲ sensor level down 60 second response time အောင် Kipon bar လာပြီဗျာ3 versus 1 မှာ down thrower rule control တိုင်းပဲဝိုင်းပြတ်တာ Kipon bar survivor သူက real fighter လဲဆိုတဲ့အရာတခုပြန်ရွေးချယ်ကြမယ်ဗျာအမေကတော့ line နေရတော့ alter ego ပဲဗျာဒါပေမဲ့တို့ line ရပါတော့ Kipon bar တော့ဖြစ်နေတယ် Kipon bar ကို control ဖို့အတွက်ကလည်းဒီချိန်မှာတော်တော်လေးခက်ခဲတော့ oh အဖီတော်တော်လေးတော့သူရောကိုင်းကြသွားပြီဗျာ Kipon bar တောက်လျှောက်ဆိုတော့ body light block ထိုင်နေတာတခုမှတော့ sunset level Higo စာဦးနည်းနည်းလေးတော့ initiating လှုပ်ချင်တဲ့ပိုင်းလေးကိုတော့သွားပြီးတွေ့နေရတယ် one shot ကတော့သူ့အတွက်ခွင်ကောင်းလေးကိုစောင့်နေရဗျာ sunset level မအဝဲနဲ့ game set တော်တော်လေးကောင်းသွားနေတူပဲ Yasuki ကိုတော့ရှောက်ဖွေတွေ့ရှိသွားခဲ့ပြီဗျာ migration violent dance winner cross မှာထပ်ပြီးတော့ပေးထားတဲ့ AOG bucket ဒါလည်းမလုံလောက်သေးဘူး Yasuki ဆက်လက်ပြီးတော့ပေးလိုက်ရပြီဗျာမပေးနေတော့နောက်မှာ forward တက် slash နဲ့ဖြတ်ရိုက်ထားတယ် elect down မှာတော့ကြော်ပြန်ချန်နေခဲ့တယ်ဗျာ Hijumi only 180နေရဲ့အကုန်လုံး manipulation နဲ့အောက်မှာတော့မရဘူးဗျာ RV silence နဲ့ပြန်သွားတဲ့ဘိုင်းတွေမှာလည်းလုံးဝနီးတော့ကြာ2 man now hey our ego တောက်လျှောက်ကြာနေပြီ Hijumi down LA mortality right time ရှိနေသေးတယ်ဆိုမှထပ်ပေးရတယ်4 man down white တန်နေခဲ့တဲ့ RV
တယောက်တည်း defenses လုပ်ဖို့အတွက်ကြက်အဆင်ပြေပါမလားမေးခွန်းတွေကဇက်တိုင်းမေးနေတော့ပဲဗျာTony from the King Bomber 4 man down နေတဲ့ All Eagle ကဒီမနီဝေးနေတဲ့တူပဲ Cheers for it ဒီ page ကိုရိုက်ချိုးဖို့အတွက် ready ရှိနေရဲ့ဗျာ ဟာဖေးဒီချက်မှာတစ်ဖက်ဖို့အတွက်စူးစမ်းရမယ်ဆိုရင်လည်းလုံးဝဖြစ်နိုင်တော့ land play ပေးထားတဲ့ချက်မှာ immortality ရှိနေရဆိုရင်လည်း free wave တွေနဲ့သူပဲဝင်လာခဲ့တဲ့ game number 1 ရော the storm spirit taking down